အာဆင်နယ်တို့ရဲ့ဒီနွေရာသီ၄ယောက်မြောက်ကစားသမားသစ်ခုံမှုကမော်ဂန်ရောဂျာဖြစ်လာမလားအာဆင်နယ်ကအရှိမ3ယောက်တော့ခေါ်ပြီးသွားပြီပထမဆုံးဟင်ကားဘေးကိုအပြီးဝယ်ယူတယ်နောက်ပြီးတော့ဂိုသမားမက်စလီယာကိုကျွန်တော်တို့တွေ free နဲ့ခေါ်လိုက်တယ်တောင်းရှိချင်မကုန်ဘူးနောက်တစ်ယောက်ကတော့ပူပူနွေးနွေးရောက်လာခဲ့တဲ့ခရစ္စတိုဇောလစ်တနင်္ဂနွေနေ့ကြလို့ရှိရင်တော့ဒီကစားမအသင်းနဲ့စစ်စစ်မယ်ဆိုပြီးသတင်းတွေတော့ထွက်နေအခုနောက်ဆုံးခေါ်ယူမှုကတော့ပေးသက်တွေမျောလင့်နေတဲ့တန်ကြီးကြီးကြီးပုံရိပ်မြင့်မြင့်အရန်အားကိုးရမယ်ကစားမဖြစ်လာမလားကြည့်ရမယ်တောင်မအတွက်ခေါ်မလားကွင်းလက်အတွက်ခေါ်မလားဒါမှမဟုတ်ညာနောက်ခွန်အတွက်ခေါ်မလားဒါပဲကြည့်ရမယ်လောဆယ်ကတော့ဘယ်တောင်မန်အတွက်အာဆင်နယ်တို့ဘတ်ဂျက်တော့ချထားတယ်အဲ့အတွက်ငွေသုံးလိမ့်မယ်အခုခေါ်တဲ့တန်း40လောက်ရှိတဲ့ခရစ္စတိုဇောလစ်ဆိုတာကအာဆင်နယ်တို့ကအရန်အတွက်ခေါ်တာတကယ်ကိုတတိချာချာလေးသုံးမဲ့ငွေကြေးကတောင်မန်အတွက်ပရီမီယံပက်ကိတ်တက်သူတို့မှရှိတယ်အဲ့တော့ပထမတစ်ချက်ပြောမယ်ဆိုရင်တော့ Trossard ထွက်ခွာသွားတယ်ကျွန်တော်တို့ယူရိုတန်း20ရတယ်အဲ့တန်း20ကို820ထပ်ပြီးစိုက်ပြီးတော့တန်း40တန်းခရစ္စတိုဇောလစ်ကိုခေါ်လိုက်တယ်ဒါပေမဲ့အဲ့ခရစ္စတိုဇောလစ်ခေါ်တာကဒီကစားသမားနဲ့ပဲငါတို့ပရီးမီးယားလိချန်ပီယံဆုကြီးကိုကာကွယ်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ခေါ်လိုက်တာမဟုတ်ဘူးဒါကအရန်အတွက်အရင်တော့ကျွန်တော်တို့မာတင်နီနဲ့ Trossard ရှိရဆိုတဲ့ပုံစံမျိုးပေါ့လေနောက်ထပ်အရန်ကိုမှတအူးထပ်ပြီးဖြည့်လိုက်တာအခုကျွန်တော်တို့ကပရီးမီယံခေါ်မှုဖြစ်ဘဲတောင်မန်မှာမော်ဂန်ရောဂျာကိုခေါ်မလားအခြားကစားမခေါ်မလားတစ်ချက်တော့ကြည့်ရမယ်ဒါပေမဲ့ကျွန်တော်တဦးရဲ့အမြင်အရဆိုတော့မော်ဂန်ရောဂျာကိုပဲအာဆင်နယ်ဒီဇိုင်းမမှတ်ဆွေးနွေးသွားလိမ့်မယ်လို့ကျွန်တော်ယုံကြည်တယ်ဘရူနိုဂီမာရီထက်စားလို့ရှိရင်မော်ဂန်ရောဂျာပို့ပြီးတော့မှရောက်လာနိုင်ကြီးမြင်မားရဆိုပြီးတော့သတင်းတွေကမကြခဏတက်လာတာတွေ့ရပါလေအဲ့တော့အာဆင်နယ်တို့ဒီကစားမကိုခေါ်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်လုံးဝမဲ့အချက်လေးရှိတယ်အဲ့ဒါကဒီကစားမနဲ့ပတ်သက်ပြီးတော့အစတွန်ဗီလာတို့၄တန်လွှင့်ထားတဲ့ပေါင်တန်း130ဆိုတဲ့ကိစ္စအဲ့ဒါကနောက်တဲ့ကိစ္စမဟုတ်နော်သတင်းကကြာလာတဲ့အခါမှာအမှန်လို့ဖြစ်သွားတာဆက်စချင်းတော့ဒါကောလာဟာလာလိုမဖြစ်နိုင်တဲ့ဈေးကိုတတ်မှတ်လိုက်သူလို့ဒါပေမဲ့မကြာခဏဒါတွေခဏနဲ့တက်လာတဲ့အခါမှာအသင်းရပဲရွေချက်ရှိနဲ့ဈေးနှုန်း1ရက်၄တန်လွှင့်လိုက်တာလားဒါမှမဟုတ်ဒီဟာပဲကောလာဟာလာဖြစ်သွားမလားတစ်ချက်တော့ကြည့်ရမယ်အင်္ဂလန်သား home ground player အဲ့လိုကစားမအတွက်သူတို့လိုချင်တဲ့ပေါင်တန်း130ဆိုတာကရောင်းမဲ့အသင်းအတွက်ကတော့ဈေးတင်ပါပဲတချို့ကစားမဆိုကွင်းလက်အတွက်တန်းကို80 100ပေးပြီးဝယ်နေကြတဲ့အချိန်မှာသူတို့လည်းသူတို့ကစားမနဲ့ပတ်သက်ပြီးဈေးလိုချင်ပါပဲအဲ့တော့အစတွန်ဗီလာတို့ကဒီကစားမနဲ့ပတ်သက်ပြီးပေါင်တန်း130တတ်မှတ်ထားတယ်အကယ်၍အာဆင်နယ်တသင်းနဲ့ပဲသူတို့နဲ့ဆွေးနွေးမယ်ဆိုရင်တော့တိတိဆိုင်ဆိုင်ဆွေးနွေးပြီးဈေးလျှော့ပေးသွားဝယ်ရှိတယ်ပျော်ပြောင်းတဲ့ဆွေးနွေးမှုတွေသူတို့ဘက်ကနေလှုပ်ပြီးသွားဝယ်ရှိဆိုပြီးတော့သတင်းတွေတက်လာတယ်ဆိုလိုချင်တာကပေါင်တန်း130တော့တတ်မှတ်ထားတယ်အကယ်၍အစီအမံမယ်ဆိုရင်တော့တန်း90 plus အပိုစုကြီး15တန်းပေါင်တန်း105တန်းဆိုတဲ့ပုံစံမျိုးနဲ့လည်းအယောင်းဝယ်ဖြစ်သွားနိုင်တဲ့အထိရှော့ပေးသွားနိုင်တယ်ဗောလေဒါပေမဲ့မြုပ်ကွက်တစ်ခုရှိတာကအကယ်၍အာဆင်နယ်ရဲ့လူချင်းနဲ့ PSG ကလည်းဝင်လာတယ်အခြားစပိန်လာလီဂါတသိန်းသိန်းနဲ့ဝင်လာတယ်ဆိုရင်တော့ဈေးကိုမထန်ထန်ပဲပေါင်တန်း130ဆိုတဲ့ပက်ကိတ်မျိုးနဲ့လိုချင်ယူမလိုချင်မြူနဲ့ဆိုတဲ့ပုံစံမျိုးနဲ့သူတို့ဆွေးနွေးသွားနိုင်တယ်အဲ့ဒါဝယ်လူအားရဲ့သဘောတရားပဲဝယ်လူအားသိမ့်မရှိတဲ့အချိန်မျိုးမှာဆိုရင်ဈေးအများကြီးကင်လို့မရဘူးကစားသမားလည်းထွက်ချင်တယ်ဆိုလို့ရှိရင်ဒါပေမဲ့ဝယ်လူအားတအားများလာတဲ့ခါကျရင်ကိုယ့်စီကထုတ်ကုန်ကိုရအောင်ဈေးကင်တော့မှာရောင်းတဲ့အသင်းရဲ့သဘောတရားကရနိုင်တဲ့လောက်များများရောင်းမယ်ဝယ်တဲ့သူတွေအတွက်ကတော့တက်နိုင်တဲ့လောက်ဈေးစစ်မယ်အဲ့ဒီနှစ်ခုကြားထဲမှာအမြဲတမ်းကျွန်တော်ညှိနှိုင်းရတယ်အဲ့တော့အပြောင်းရွှေ့တွေကဘာကြောင့်ခက်ခဲလဲဘာကြောင့်ကြက်ညာဆိုတာအဲ့ဒါအာဆင်နယ်အနေနဲ့ပရီမီယံကစားသမားခေါ်မှုတအူးကိုခေါ်မယ်ဆိုလို့ရှိရင်တော့ဘယ်သူတွေရောက်လာနိုင်တယ်ဆိုတဲ့အပိုင်းကိုကျွန်တော်ဆွေးနွေးလိုက်အောင်လောလောဆယ်တော့မော်ဂန်ရောဂျာရှိတယ်ဘာကိုလာရှိတယ်အယ်ဗာရက်ရှိတယ်ဈေးကွက်ထဲမှာကျွန်တော်မြင်မိတာအဲ့ဒါဘာကိုလာအကြောင်းထက်မပြောပါရဆိုတဲ့ကွန်မန့်လေးခုတနေ့ကကျွန်တော်တွေ့မပြောလို့မရဘူးအိုက်ဒါကြိုက်တဲ့တိုက်ထဲမှာအဲ့ကစားမလည်းပါတယ်မကြာခဏသတင်းထွက်တာကျွန်တော်ကမော်ဂန်ရောဂျာနဲ့ပတ်သက်ပြီးဘယ်လောက်သုံးရင်ရမလဲဆိုတဲ့ဒီ100ရှိတယ်ပေါင်တန်း130ဒါမှမဟုတ်ညှိနှိုင်းရင်ပေါင်တန်း100အဲ့အတော်တွင်းမှာပဲရှိတယ်တစ်ဖက်မှာကြတော့ဘာကိုလာနဲ့ပတ်သက်ပြီးဈေးကိုတိတိကျကျ PSG ကမကတ်ထားဘူးအဲ့ဒါနည်းနည်းလေးမိန်မောနေတဲ့အပိုင်းပဲဟုတ်ဈေးနှုန်းတရက်တိတဲ့ခါညှိနှိုင်းတာလွယ်တယ်ကိုယ့်ဘက်ကဘယ်လောက်ထိစပြီးပေးမလဲဆိုတဲ့အပိုင်းကညှိနှိုင်းရတာအဆင်ပြေနိုင်တယ်ဒါပေမဲ့တစ်ဖက်ကဈေးဘယ်လောက်ကတ်ထားမှမသိဘဲနဲ့ကိုယ့်ဘက်ကသွားပြီးတော့တရားဝင်ကမ်းလိုက်အောင်မှပထမဆုံးပြောင်းရွှေ့ကြီးကိုပယ်ချခံဖို့ကရာခိုင်နှုန်းအများများတယ်အဲ့ဒါဘာကိုလာနဲ့ပတ်သက်တဲ့အပိုင်းပေါ့လေနောက်တော့ကတော့ဟူလီယန်အယ်ဗာရက်လက်ရှိချိန်မှာဟူလီယန်အယ်ဗာရက်ကအာဆင်နယ်ဘက်ကိုအာရုံမဆိုင်နိုင်ဘူးတီကိုက CEO နဲ့ဒီဘက်ကဘာစီလိုနာဥက္ခရာနဲ့ကလေတိုင်းပေါ်မှာစကားစစ်ထိုးပွဲတွေဖြစ်နေတယ်အင်တာဗျူးတွေနဲ့အပိုင်ဆိုင်ဖြေနေကြတယ်အဲ့တော့အဲ့ဒီအခြေအနေမှာစပိန်လာလီဂါဘယ်ကလပ်ကိုမှဟူလီယန်အယ်ဗာရက်ကိုမရောင်းဆိုပြီးတီကိုကတင်းခံထားတယ်အဲ့တော့ဒီဘက်ကအာဆင်နယ်တို့က
သွားပြီးဝယ်မယ်ဆိုရင်တော့ဦးစားပေးခံနိုင်ရှိတယ်ဒါပေမဲ့ဒီကစားမကိုတစ်ဖက်ကလည်းတန်းတရာအောက်လုံးနဲ့ရောင်းကျင်တဲ့ဆန္ဒမရှိဘူးအဲ့ထက်အပဲသူတို့ကလိုချင်တာဒီတော့အာဆင်နယ်မှာကအန်ဒရီဘာတာလိုမျိုးတီကိုနဲ့အလုပ်လုပ်ခဲ့မှုတယ်ကောင်းမွန်တဲ့ဆက်ဆံရေးရှိတယ်တီကိုကြောင့်ကောင်းကောင်းတီးတဲ့အားစားထွက်တဲ့တယောက်ကိုအာဆင်နယ်ပိုင်ထားတာကတော့ဟိုကဖဲတစ်ချက်အဲ့တော့ဒီသုံးဦးထဲမှာဆိုရင်တော့ရောက်လာနိုင်ကြီးအမြင်မှာဆုံးကတော့ကျွန်တော်ကမော်ဂန်ရိုဂျာလို့ထင်တယ်အဲ့အတွက်လည်းဒီနွေရာသီအာဆင်နယ်ရဲ့၄ယောက်မြောက်ကစားသမားတစ်ခေါ်မှုကမော်ဂန်ရိုဂျာလို့ထင်တယ်ကွင်းလယ်နဲ့ပတ်သက်ပြီးတော့ဘရူနိုဂွီမာရေးကိစ္စသူတို့ဆွေးနွေးဦးမှာလောတဲ့မော်ဂန်ရိုဂျာကလည်းအင်္ဂလန်အသင်းနဲ့သူတို့တတိယနေရာလူပွဲကန်ရအောင်မဲ့အနေထားရှိသေးတယ်အဲ့တော့အဲ့ဒါပြီးတော့မှပဲဆွေးနွေးမှုတွေပို့ပြီးအရှိန်မြင့်မလားတစ်ချက်တော့ကြည့်ရမယ်အခုအာဆင်နယ်ရဲ့ပြဿနာကမော်ဂန်ရိုဂျာတူးတဲ့မှုတော့ခွန်ဆာကိုလည်းကြိုက်တယ်ဆိုတဲ့အတွက်နှစ်ဦးပေါင်းပက်ကိတ်တစ်ခုနဲ့များခေါ်သွားမလားတစ်ချက်တော့ကြည့်ရမယ်အဲ့တော့နောက်တစ်ချက်ကပေါ့လေဒါကအာဆင်နယ်အသင်းအနေနဲ့ခရစ်စတိုဇောလစ်ကိုခေါ်လိုက်တယ်ပိသက်တွေကပျော်ကြတယ်ဒါပေမဲ့ပိသက်တွေစိတ်ထဲမှာကဈေးကြီးတဲ့တောင်ပန်ကစားမတူထက်ရောက်လာမလားဆိုတဲ့ပုံစံမျိုးနဲ့စောင့်နေကြတယ်အဲ့တော့ကျွန်တော်လည်းဈေးကြီးတဲ့ကစားမတွေကြိုက်ပါတယ်ဒါပေမဲ့ကျွန်တော်တို့မမေ့ဖို့လိုအပ်တာလေ efficient ဖြစ်မှုထိရောက်မှုအကျိုးပြုမှုဆိုတဲ့ဟာလေးတွေကိုနည်းနည်းတော့သတိထားဖို့လိုအပ်တယ်တိတ်မှာတော့ကျွန်တော်တို့ပီပီကိုခေါ်ခဲ့တာပဲဈေးနှုန်းအများကြီးပေးပြီးတော့အဲ့ဒီတော့နီးပြနဲ့အစင်မပြေလို့ပဲဖြစ်ဖြစ်ကစားပုံကြောင့်ပဲဖြစ်ဖြစ် structure ကြောင့်ပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီအဲ့ဒီကစားမောက်ဈေးကြီးပေးပြီးတော့အစင်မပြေခဲ့ဘူးနောက်ဆုံးဘာဖြစ်လဲပြန်ပြီးလက်လွတ်လိုက်ရတာပဲဒါပေမဲ့ကျွန်တော်တို့အစင်မပြေတော့ဘူးဈေးလက်နဲတဲ့အရန်တွက်ပါဆိုပြီးခေါ်လိုက်တဲ့ Trossard ကအများကြီးအကျိုးပြုခဲ့တယ်မနစ်ကဆို Premier League Champion ဖြစ်ဖို့အတွက်ဂျင်းနဲ့ချက်ထဲမှာသူသွင်းခဲ့တဲ့ဂိုးတွေမနှဲဘူးအဲ့တော့ကစားသမားတက်ကိုလေဈေးကြီးရနဲ့ဈေးနဲ့သွားပြီးတိုင်းတာလို့မရဘူးဈေးရန်ကြီးလို့ဖြစ်ချင်တိုင်းဖြစ်မယ်ဆိုပြီးတော့ Rice လိုကစားသမားမျိုးတွေကလည်းလက်ချိုးရည်လိုပဲရတယ်10ယောက်ခေါ်ရင်9ယောက်လောက်ကကိုစီမှာအသားကြမယ်အဆင်ပြေမယ်မှန်းလို့မရအောင်အဲ့လိုပြောလို့မင်းကအာဆင်နယ်ဘက်လိုက်ပြီးတော့ဈေးမများနဲ့ဝယ်မအောင်ကန့်ကွက်တာလားမဟုတ်ပါဘူးကျွန်တော်လည်းမော်ဂန်ရိုဂျာတို့နောက်ဆုံးကာဗက်စကယ်လီယာတို့အဲ့လိုကစားသမားမျိုးတွေအရန်သဘောကျတယ်ခေါ်စေခြင်းတယ်ဒါပေမဲ့ကစားသမားတက်ကိုဈေးနှုန်းနဲ့မတက်မှတ်ပါနဲ့အဲ့တော့၄ယောက်မြောက်ကစားသမားတစ်ခေါ်မှုတော့ဈေးနှုန်းကြီးမြင့်တဲ့ကစားသမားသူတို့ခေါ်လိုက်မယ်ပေးတဲ့အကြိုက်အဲ့ဒါကကွင်းလည်လာတောင်ပန်လာတစ်ချက်တော့ကြည့်ရမယ်တောင်ပန်ဆိုရင်တော့မော်ဂန်ရိုဂျာကရောက်လာနိုင်ခြေအရှိဆုံးပါအဲ့တော့ဒီကစားသမားနဲ့ပတ်သက်ပြီးတော့အာဆင်နယ်တို့ကထဲထဲဝင်လုံနေတယ်ပို့ပြီးတော့လည်းနီနီကက်ကက်ဆွေးနွေးသွားဖို့ရှိတယ်ကမ္ဘာဖလားပြီးဝိုင်းအချိန်မြင့်နေပြီးလှုပ်သွားဖို့ရှိဆိုပြီးတော့ဖီဖီဆိုဒမန်တို့ကလည်းပြောသွားတယ်တစ်ဖက်မှာကဒီကစားမကိုလုံးဝလက်လွတ်ရတော့မယ်ဆိုပြီးအစတိုဗီလာကတွေးထားပုံရတယ်အဲ့ညမှာအစားထိုးဖို့အတွက်ဈေးကွက်ထဲမှာတခြားကစားမတွေသူတို့အစားထိုးဖြစ်လိုက်ပြီးကြည့်နေတယ်အဲ့တော့ကျွန်တော်တို့ယောဂရက်ခေါ်တော့ကလည်းအဲ့တိုင်းပဲယောဂရက်ခေါ်နေချိန်မှာစပိုတင်တို့ကအဲ့ညမှာအစားထိုးကစားမသူတို့ရှာနေတယ်ဆွေးနွေးမှုတွေကတော့တစ်ဖက်တစ်ဖက်တင်းခံပြီးဆွေးနွေးရပါလေဒါပေမဲ့ backup plan နဲ့သူတို့မှလည်းအစားထိုးကစားမကိုပြန်ပြီးရှာတဲ့အပိုင်းရှိတယ်အဲ့တော့ Morgan Roger ကအာဆင်နယ်လာခြင်းနဲ့အခုနောက်ဆုံးတစ်ချက်ကျွန်တော်ပြောချင်တယ်ဗျာအဲ့ဒါပါလဲသတင်းလေးတစ်ခုထွက်နေတာအဲ့ဒါက Morgan Roger ကစပါးကိုရောအာဆင်နယ်ကိုရောလမ်းဖွင့်ထားတယ်ဒါပေမဲ့သူ့ရင်းထဲမှာကအာဆင်နယ်ကိုပြောင်းကျင်တယ်ဒါပေမဲ့အာဆင်နယ်အသင်းကအစတိုမီလာလိုချင်တဲ့တန်ကြီးကိုပေးပါမလားဆိုပြီးသူကတန်တရားရှိနေအကယ်၍များနှစ်သိန်းပြန်ပြီးကန်လန်းလိုက်တော့အာဆင်နယ်ကိုလာခြင်းနဲ့ဒါပေမဲ့ဆွေးနွေးမှုတွေကကလပ်တင်းတစ်ခုကြာအဆင်ပြေသွားရင်တော့အဆင်ပြေတဲ့အသင်းကိုပဲသူထွက်ခွာဖို့များတယ်ကလပ်တင်းကိုလည်းထွက်မယ်ဆိုပြီးပြောထားဖြစ်တဲ့အတွက်အဲ့တော့အာဆင်နယ်တို့လက်နှင်းနေလို့တော့မရဘူးအစတိုမီလာတောင်းတဲ့တန်ကြီးကိုမပေးနိုင်ဘူးဆိုတော့မှတရားဝင်ဆွေးနွေးမှုတွေကန်လန်းမှုတွေလှုပ်သွားဖို့တော့လိုအပ်ပါတယ်ကဲညီကိုတော့ဘယ်လိုထင်လဲမော်ဂန်ရိုဂျာကိုသဘောကျလားတချို့တွေကတော့ပိုကောင်းတဲ့ကစားမတွေကိုလူချင်ကြပါလေဒါပေမဲ့ဈေးကွက်ထဲမှာလည်းကျွန်တော်ဆုံးတော့ပြောသွားတဲ့မော်ဂန်ရိုဂျာဘာကိုလာအေဗာရက်ဒီကစားသမားသတင်းတွေပဲထွက်နေပါတယ်အဆုံးထိကြည့်တယ်လဲအားလုံးကျေးဇူးတင်ပါတယ်ဘောလုံးပွဲတွေစောင့်ကြည့်နေဆိုရင်တော့ကျွန်တော်စီမှာလာရောက်ပြီးတော့အကောင့်ဖွင့်ပြီးကစားလို့ရပါတယ်မစောတဲ့ညီကိုတွေက YouTube မှာ VPN လေးဖွင့်ပြီးကျွန်တော်ကိုအားပေးလို့ရပါတယ်ဘိုင်ဘယ်ဖုန်းနဲ့တရားကို646 6လေးလုံး393တယ်နံပါတ်399 9593 crown နေရာတို့မှာစစ်သွေးချိတ်ဆက်ပြီးတော့ကစားလို့ရပါတယ်ခင်ဗျာ